ဆက်မဲ့ပင်လေပြင်းလို့ကန္နာရခီးချမ်းနဲ့မှာရိတ်ကလေးများဝေမောရင်ဘဝလဲပဲဝင်ကဘာတွေမျက်စိလဲဝေစားတဲ့နှလုံးသားရဲ့မှာဒီလွမ်းတေးဒီမုန်းတေးနဲ့စမ်းများဘယ်သူဖန်ဆင်းရခဲ့ဝေစားတဲ့နှလုံးသားရဲ့မှာဒီလွမ်းတေးဒီမုန်းတေးနဲ့စမ်းများဘယ်သူပန်းစင်းရခဲ့ຫນွေရင်ခွင်လို့ပူလောင်တဲ့နှလုံးသားရဲ့မှာချစ်ပန်းလေးရေးရေးလေးကိုပါမှာဘယ်သူလာလို့နင်းဆက်မဲ့ဝေစားတဲ့နှလုံးသားရဲ့မှာဒီလွမ်းတေးဒီမုန်းတေးတွေစမ်းများဘယ်သူဖန်ဆင်းရခဲ့